ကျွန်တော် channel မှာ critical thinking နဲ့ပတ်သက်သော video ဆောင်းပါးအများအပြားတင်ဆက်ပြီးပါပြီ။အရင် video တစ်ခုမှာစီစစ်ခွဲခြားစဉ်းစားခြင်းရဲ့အစသို့မဟုတ်တွန်းအားဟာအယုံမလွယ်မှုနဲ့စူးစမ်းသိရှိလိုစိတ်တို့ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီနေ့ဆွေးနွေးမှာကတော့ critical thinking လုပ်မဲ့သူတူရဲ့ပထမခြေလှမ်းနောက်တနည်းပထမလုပ်ငန်းစဉ်လို့ခေါ်နိုင်မဲ့စိတ်တွေးအနှစ်ခွဲခြားစိတ်ဖြာခြင်း conceptual analysis အကြောင်းဖြစ်ပါတယ်။လူတူတယောက်ကအဆိုတစ်ခုပြုလာရင်အဲ့ဒီအဆိုမှာစိတ်ကူးစိတ်သန်းများနောက်ဒီစိတ်ကူးစိတ်သန်းတစုစီကိုကိစ္စအလိုက်အကြောင်းရအလိုက်စူးစီးခြုံကိုအနှစ်ထုတ်ထားတဲ့စိတ်တွေးအနှစ်များပြည့်နှက်ပါဝင်နေရှိပါတယ်။ဂုံလျှော်မြင်ပိုးမြင်ချီမြင်စသည့်အထည်မြင်အမျိုးမျိုးပေါင်းစည်းချစ်လိန်ထားတဲ့ကြိုးတကွင်းနဲ့ပမာပုံနိုင်တာပေါ့။အထည်မြင်ခေါင်းတွေကိုစနစ်ကျရွေးချယ်ပေါင်းစည်းစီမံထားတဲ့ကြိုးခိုင်မာတောင့်တင်းသလိုစီလိုဆက်ဆက်သောစိတ်ကူးစိတ်သန်းစိတ်တွေးအနှစ်များနဲ့တွေးဆစောက်တည်ထားတဲ့အဆိုတစ်ခုဆိုရင်အစီအစစ်ကြမ်းကြမ်းခံနိုင်မှာအဆိုရှင်ရဲ့စကားအောင်မှာဖြစ်ပါတယ်။ကြိုးတည်ချင်းဖြည့်ကြည့်မှဘယ်အမြင်တွေကိုဘယ်လိုပဲပုံလိန်ကျစ်ထားတာလဲသိနိုင်မှာဖြစ်သလိုစိတ်ကူးစိတ်သန်းများစိတ်တွေးအနှစ်များကိုခွဲခြမ်းစိတ်ဖြာသုံးသပ်ပါမှပြုလာတဲ့အဆိုကိုရှင်းရှင်းလင်းလင်းနားလည်နိုင်မှာဖြစ်ပါတယ်။နောက်တနည်းဆိုရရင်အဲ့ဒီကနဦးလုပ်ငန်းစဉ်စိစက်ခိုင်မာပါမှစီစစ်ခွေခြားစဉ်းစားခြင်းနောက်အဆင့်များကနေယုံကြည်စိတ်ချနိုင်မဲ့ကောက်ချက်များဆွဲနိုင်ပါမယ်။ဒါကြောင့်လဲစိတ်တွေးအနှစ်ခွဲခြမ်းစိတ်ဖြာခြင်း conceptual analysis ဟာ critical thinking ရဲ့ပထမလုပ်ငန်းစဉ်လို့ပြောတာဖြစ်ပါတယ်။အစားကောင်းမှအနှောင်းသေးကြပေါ့စိတ်တွေးအနှစ်ခွဲခြမ်းစိတ်ဖြာခြင်းရဲ့အဓိကလုပ်ငန်းပိုင်းများကိုဖော်ပြပါမယ်ပထမအနေနဲ့အဆိုမှာပါတဲ့စကားလုံးဝါရတိုင်းရဲ့အဓိပ္ပာယ်ကိုစကားပြိုင်နှစ်ဖက်စလုံးကထပ်တူထမျှနားလေသဘောပေါက်ရပါမယ်ရှင်းလင်းတိကျအဓိပ္ပာယ်များသတ်မှတ်ပြီးမှသာခီးဆက်နိုင်မှာခီးတွင်မှာဖြစ်ပါတယ်နောက်အဆိုရဲ့အစိတ်ပိုင်းများစိတ်ကူးစိတ်သန်းစိတ်တွေးနှစ်ကောက်ချက်စသည်အားလုံးကိုတစ်ခုစီချားထုတ်စီစီရမယ်တစ်ခုနဲ့တစ်ခုဆက်ဆက်မှုဘယ်လိုလဲဘယ်လောက်ခိုင်မာသလဲစစ်ဆေးရပါမယ်အထူးသတိပြုရမှာကအဆိုတိုင်းမှာလိုပါရတဲ့အမှန်ပဲယူဆထားခြင်းများ assumptions ဖြစ်ပါတယ်အဲ့ဒီယူဆချက်များကိုမိမိကလည်းလက်ခံမှာလားဆုံးဖြတ်ရမယ်မစစ်ဆေးပဲမလက်ခံတဲ့ယူဆချက်များလက်ခံမိရင်လမ်းလွဲကောက်ချက်လွဲသို့ဆက်ရောက်နိုင်ပါတယ်စင်တူအခင်းချင်းတဲ့ဥပမာမျိုးမျိုးအဆိုကိုထောက်ခံတဲ့ဥပမာဖြစ်နိုင်တယ်ဆန့်ကျင်တဲ့ဥပမာဖြစ်နိုင်တယ်၎င်းတို့နဲ့နှိုင်းယှဉ်ကြည့်မယ်ထောက်ထားအလေးစအကဲဖြတ်မယ်ဒီလိုလုပ်ငန်းတွေတစ်ဆင့်ပြီးတစ်ဆင့်နောက်ကျောလုံအောင်လှုပ်ဆောင်ထားပါမှအဆိုကိုစိတ်ချလက်ချရှိစေစီးစစ်နိုင်မှာဖြစ်ပါတယ်စိတ်တွေးအနှစ်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့စီးစစ်ခွဲခြားစဉ်းစားခြင်းတို့ကိုနယ်နိမိတ်တိတိကျကျခွဲခြားသတ်မှတ်လို့မရနိုင်ပါဘူးလုပ်ငန်းစဉ်တွေရောရှက်ဒီလိုပဲပေါ့concept analysis ဟာ critical thinking ရဲ့အရင်ပထမလုပ်ငန်းစဉ်ဖြစ်ကြောင်းမိမောင်းထိုးပြလိုရင်းသာဖြစ်ပါတယ်စိတ်တွေးအနှစ်ခွဲခြမ်းစိတ်ဖြာလုပ်ငန်းတွေဟာ Socratic နီလာလုပ်ငန်းစဉ်နဲ့ဆင်တူကြောင်းကျွန်တော်အရင်ဗီဒီယိုကြည့်ဘူးသူတွေအထက်သတိပြုမိသူတွေရှိကြပါလိမ့်မယ် conceptual analysis ဥပမာတချို့ပေးပါမယ်ရှေးဟောင်း Greek သင်္ချာပညာရှင်ကြီး Euclid ကသင်္ချာပညာထူထောင်ရာမှာgeometry ပုံစံများအဆိုများကိုအဓိပ္ပာယ်ရှင်းရှင်းလင်းလင်းသတ်မှတ်ခြင်းနဲ့အစပြုခဲ့ပါတယ် trigon ဆိုတာဟာဘက်သုံးဘက်ကာယံထားသောပုံစံတစ်ခုလို့သတ်မှတ်တာမျိုးပေါ့လူပြိုလို့တူတယောက်ကဆိုလိုက်ရင်နံပါတ်1ယောက်ျားနံပါတ်2အိမ်တောင်မရှိသူလို့ဆွေးနွေးသူအားလုံးကလက်ခံနားလည်ထားမှဆွေးနွေးပွဲရှင်းနိုင်မှာဖြစ်ပါတယ်ယူပဗေဒပညာရှင်တွေကအမြန်နဲ့အလျင်ဆိုတဲ့စိတ်တွေးနှစ်ခုကိုပေးချင်းရှင်ပြီးဘယ်အချက်တူဘယ်အချက်ကွဲပြားဆိုတာတိတိကျကျအဓိပ္ပာယ်ပေါ်ပြပါတယ်အမြန်ဆိုတာကသတ်မှတ်ချိန်နိုင်ဆိုပါစို့တနာရီအတွင်းဘယ်လောက်ခီးပေါက်တယ်ဆိုတာပါကားတစ်စီးတနာရီမိုင်40ခီးရောက်တယ်ဆိုတာမျိုးပေါ့အလျင်ဆိုတာကြတော့ကားရဲ့အမြန်နှုန်းသက်သက်ထက်ပိုပြီးတောင်ဘက်မြောက်ဘက်စသည်ဥတီယာအရက်ကိုပါဖော်ပြပါတယ်ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှာအခန်းလုံးအထက်ကလူတူအခန်းပြင်မှာမိုးရွာနေတာသူသိတယ်ဆိုလာရင်သိတယ်ဆိုတဲ့စိတ်တွေးအနှစ်ကိုဘယ်လိုသုံးသပ်နိုင်မလဲ
ရှင်းပြခဲ့ပါတယ်အင်္ဂလိပ်လို knowledge ဆိုတာဖြစ်မြောက်ဖို့ချမှတ်ထားတဲ့လိုအပ်ချက်များနံပါတ်1အကြောင်းခိုင်လုံမှုနံပါတ်2တကယ်မှန်ကန်မှုနံပါတ်3ယုံကြည်မှုအဲ့ဒီ3ချက်စလုံးပြည့်စုံပါဝင်ရမယ်လို့ဒသနပညာရှင်တွေကဆိုကြပါတယ်ဒသနပညာရှင်တွေရဲ့ knowledge ဆိုတာကိုမြန်မာလိုအသိတရားနောက်တနည်းတကယ်သိလို့နားလည်နိုင်ပါတယ်ကျွန်တော်ရှိမှရည်ညွှန်းခဲ့တဲ့အသိတရားဗီဒီယိုရဲ့ thumbnail ပါအသေးစိတ်သိလို့သူများကြည့်ရှုနိုင်ကြပါတယ်မတိကျမရှင်းလင်းအတိတ်ပဲမစီလျော်မဆက်ဆက်ဆင်ခြင်မှုတို့ကနေဟုတ်မှန်ရောင်ကောက်ချက်မဆွဲရမိလေအောင်ဥပမာအဆိုတစ်ခုကိုအကျဲချဲ့ဖွင့်စီစစ်သုံးသပ်ပြပါမယ်အစ္စရေးနိုင်ငံဟာအရှေ့အလယ်ပိုင်းဒေသအတွင်းမှာတစ်ခုတည်းသော liberal democracy နိုင်ငံတော်ဖြစ်တယ်ဆိုတဲ့အဆိုအင်္ဂလိပ်လို Israel is the only liberal democracy in the Middle East အဆိုဖြစ်ပါတယ်ဒီအဆိုကိုလက်ခံသဘောတူရင်အမေရိကန်ပြည်ထောင်စုကအစ္စရေးကိုစစ်လက်နက်ဤပညာဗန္ဒာရေးပံ့ပိုးမှုနိုင်ငံတကာတန်တမန်ရေးကြားခံမှုတို့ကိုမဆုတ်မနစ်တမ်းပေးတင်တယ်လို့အဆိုရှင်ကဆက်လက်တိုက်တွန်းလိုရင်းပေါ့လက်ငင်းအမေရိကန်ပြည်ထောင်စုနိုင်ငံရေးစိတ်ဝင်စားသူတွေအတွင်းအခြေတင်ဆွေးနွေးနေကြတဲ့အဆိုဖြစ်ပါတယ်ကနဦးခွဲခြမ်းစိတ်ဖြာကြည့်ရင်တခုတည်းသော liberal democracy နိုင်ငံတော်စသည်တစ်ခုချင်းဟာချားထုတ်နိုင်တဲ့စိတ်ထွေးအနှစ်အစိတ်ပိုင်းများဖြစ်ကြောင်းတွေ့ရပါမယ်။အဲ့ဒီစိတ်ထွေးအနှစ်တွေကိုပေါင်းစည်းဆက်ဆက်ပြီးအမေရိကန်ကအစ္စရေးကိုပံ့ပိုးထောက်ခံတဲ့ဆိုတဲ့ကောက်ချက်ဆွဲထားတာဖြစ်ပါတယ်။အဆိုမှာပါတဲ့စိတ်ထွေးအနှစ်၄ခုရဲ့အဓိပ္ပာယ်အသီးသီးနောက်တနည်းအဲ့ဒီစိတ်ထွေးအနှစ်တစ်ခုချင်းအတွင်းကစိတ်ကူးစိတ်သန်းစုကိုကြည်လည်သဘောပေါက်ဖို့လိုအပ်ပါတယ်။နံပါတ်1စိတ်ထွေးအနှစ်ကအရှိလေပိုင်းဒေသအာရဆိုဘွားဒေသရစ်အာနာရှင်ဆိုရများအကြားထူးခြားတစ်ခုတည်းဖြစ်တည်သောအုပ်ချုပ်ရေးစနစ်ဖြစ်တယ်လို့ဆိုလိုတယ်။အဲဒီအုပ်ချုပ်ရေးစနစ်ရဲ့လက္ခဏာများအနေနဲ့နံပါတ်2နိုင်ငံသားတိုင်းတန်းတူညီမျှအခွင့်အရေးအခွင့်အလမ်းရရှိခြင်းနံပါတ်2လွတ်လပ်မျှတကိုယ်စားလှယ်ရွေးကောက်ပိုင်ခွင့်ရှိခြင်းတို့ပါဝင်မယ်။နံပါတ်4နိုင်ငံတော်ဆိုတာကတော့သတ်မှတ်နယ်နိမိတ်အတွင်းရှိပြည်သူအပေါ်မလုံးမနေရအာဏာစုရောက်သောနိုင်ငံရေးစနစ်ကိုဆိုလိုပါတယ်အဲ့ဒါအားလုံးဟာလူသားစိတ်ကူးစိတ်သန်းတွေနဲ့စောင့်တည်ထားသောစိတ်တွေးအနှစ်များပါပဲသုံးသပ်ချက်တစ်ခုလုံးကိုစစ်စစ်ခွဲခြားစဉ်းစားစွန့်ရည်နဲ့ထိမ့်ကွတ်တဲ့ဆိုရင်အောက်ခြေကခွဲခြားစိတ်ဖြာခြင်းခိုင်မာတောင့်တင်းဖို့လိုအပ်ကြောင်းသိတာပါတယ်စစ်စစ်ခွဲခြားစဉ်းစားနေပေကြီး၅ခုတည်းကကျောတော်နောက်ခံအသိပညာနယ်ပယ်ကိုကြည့်ရအောင်အရှိအလဲပိုင်းဒေသရဲ့သမိုင်းအထူးသဖြင့်20ရာစုနှစ်သမိုင်းကြောင်းပထဝီရင်းမြစ်အနေထားလူမျိုးဘာသာလိုက်လူအုပ်စုများဖြန့်ကျက်နေထိုင်မှုနဲ့ခေတ်သစ်ပထဝီနိုင်ငံရေးစသည့်အားလုံးဟာဒေသရဲ့မျက်မှောက်ရေးရာကိုဓမ္မဒိဋ္ဌံကြကြသုံးသပ်လူသူတူသိရှိနားလည်ထားရမယ့်အချက်လက်များဖြစ်ပါတယ်အဲ့ဒီအချက်လက်တွေအထက်အစ္စရေးဟာလက်ရှိအရှိအလဲပိုင်းဒေသမှာနိုင်ငံသားအများစုကိုတန်းတူညီမျှအခွင့်အရေးတန်းတူညီမျှအခွင့်အလမ်းနဲ့လွတ်လပ်မျှတကိုယ်စားလှယ်ရွေးကောက်ပိုင်ခွင့်ပေးတဲ့နိုင်ငံတနည်းအားဖြင့် liberal democracy လက္ခဏာရှိတဲ့နိုင်ငံတစ်ခုတည်းဆိုတာမှတ်ပါတယ်သို့တော့အစ္စရေးဟာဂျူးလူမျိုးနိုင်ငံသားတွေကိုအာရပ်လူမျိုးနိုင်ငံသားတွေထက်ပါစားပူပေးတယ်ဆိုတာမမေ့ပြောက်သင့်ပါဘူးနိုင်ငံသားဖြစ်တာချင်းအကြမ်းဖက်သူချင်းတူတူအာရပ်အကြမ်းဖက်သမားတွေကိုတက်တက်သာတည်တံ့ချမှတ်နိုင်တယ်လို့ဥပဒေသစ်တစ်ခုကိုအစ္စရေးလွှတ်တော်ကမတရားသေးမီကပဲပြဋ္ဌာန်းခဲ့ပါတယ်သူရဲ့တရားဝင်ပိုင်နယ်မြေမဟုတ်တဲ့ဂါဇာကမ်းမြောင်ဒေသနဲ့ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းအာရပ်နယ်ပယ်များအပေါ်လဲအစ္စရေးဟာတင်းကျပ်ဩဇာလွှမ်းမိုးထားပါတယ်ဒီအချက်တွေထက်သွင်းသုံးသပ်မယ်ဆိုရင်အဆိုရှင်ရဲ့အစ္စရေးဟာအရှိအလဲပိုင်းဒေသအတွင်းမှာတခုတည်းသော liberal democracy နိုင်ငံတော်ဖြစ်တယ်ဆိုတဲ့အဆိုဟာရာဂိုင်နှုန်းပြည့်လက်ခံနိုင်စရာအဆိုမဟုတ်ကြောင်းထင်ရှားပါတယ်ဒီဆိုရဲ့နောက်ဆက်တွဲအမေရိကန်ပြည်ထောင်စုကအစ္စရေးကို indict အားလိုက်ထောက်ခံတဲ့ဆိုတဲ့ကောက်ချက်ဟာလေအခြေခိုင်တဲ့ပြောရခက်ခဲပေါ့စိတ်တွေးအနှစ်များမှတစ်စင်ကောက်ချက်ဆွဲရမှာစီလိုဆက်ဆက်ရလား
နောက်တနည်းစိတ်တွေးအနှစ်တွေကိုပေါင်းစည်းလိုက်ရင်ကောက်ချက်ကိုတကယ်လမ်းညွှန်သလားဆိုတာကိုလည်းဆန်းစစ်ရပါမယ်ယခုဥပမာမှာအစ္စရေးနိုင်ငံဟာဖော်ပြပါလက္ခဏာများနဲ့ပြည့်စုံတယ်ဆိုရင်လည်းအမေရိကန်ပြည်ထောင်စုရဲ့ပံ့ပိုးထောက်ခံမှုပေးသင့်သလားပြီးမယ်ဆိုရင်လည်းအခန့်အသတ်မရှိလားမိကွန်းထုတ်သူတွေပူ၍များလာနေပါတယ်အစ္စရေးရဲ့ liberal democracy လက်တွေ့သက်ဝင်လှုပ်ရှားမှုမှာထောက်ပြစရာအပြစ်အနာစာတွေရှိတာကိုလောလောလတ်လတ်ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့တာလွန်အင်အားသုံးတံပြန်တိုက်ခိုက်မှုဟာအချိုးမီဘူးအရသာလုံခြုံမှုကြီးမပြုဘူးစစ်ရာဇဝတ်မှုမြောက်တယ်လို့အမေရိကန်ပြည်သူထက်ဝက်ခန့်ကလက်ခံပါတယ်သုံးပုံတစ်ပုံကဆိုရင်ပါလက်စတိုင်းတွေကိုလူမျိုးတုံးအစုအပြုံလိုက်တပ်ဖြတ်ခြင်း genocide မြောက်တယ်လို့တောင်ယုံကြည်ပါတယ်အချို့ဆိုရရင်လူတဦးသူ့ရဲ့အယုံမလွယ်မှုနဲ့စူးစမ်းသိရှိလူစိတ်တို့ကြောင့်ကိစ္စတစ်ခုခုအကြောင်းတရားရအဆိုတစ်ခုခုကိုစစ်စစ်ခွဲခြားစဉ်းစားခြင်းပြုလုပ်မယ်လို့ဆုံးဖြတ်ရင်ပထမလုပ်ငန်းစဉ်ဟာစိတ်တွေးအနှစ်ခွဲခြားစိတ်ဖြာခြင်း conceptual analysis ဖြစ်ကြောင်းပြောလိုပါတယ်ကျေးဇူးတင်ပါတယ်